အဝင်မီသည့် game ဆိုကစားရင်အိမ်ကနေဘယ်လိုငွေရှာနိုင်မလဲဆိုတာပြသပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဒီ website နဲ့ပတ်သက်တဲ့အရာအလုံးကိုအသေးစိတ်ရှင်းပြပေးသွားမယ်အဲ့ဒါကြောင့်အချိန်မဆွဲဘဲဆက်လိုက်ရအောင်တင်လို့ရမှာကဗီဒီယိုဖော်ပြချက် Worker as if မှာပါသည့် link ကိုတော့မဟုတ်အပေါ်ဆုံး Shamas the Evosa Shabab ဆိုကိုနှိပ်ရမယ်အဲ့ဒီ link ကိုနှိပ်ပြီးသွားရင်တင့်တယ်ထားနေရမှာဒီလိုမျိုးစာမျက်နှာတစ်ခုပွင့်လာမှာဖြစ်ပါတယ်ရင်ဆုံးတင်ကိုယ်တိုင်အသစ်စရင်တွင် Relay Share ရမယ့်အကောင့်တစ်ခုလိုအပ်ပါတယ်အဲ့ဒါလုပ်ဖို့အတွက်အောက်ပါတစ်ဆန်းငါတွေထဲမှာတင်ဖုန်းနံပါတ်နဲ့ Criteria ကိုထည့်ပါထိုးနောက်အောက်ကတစ်ဆန်းငါမှာ Criteria ကိုထပ်မံထည့်ပေးပါကျွန်တော်ကတော့ရက်ချက်လက်တွေကိုပုံမှန်ကန်စွာဖြည့်ပြီးသားဖြစ်ပါတယ်အချက်လက်တွေဖြည့်ပြီးရင်အောက်ကအလျော်အစားငါကိုစစ်ဆေးပါထိုးနောက် Relay Share ကိုနှိပ်ပါတာဆိုတဲ့ Who All is မှန်ကန်စွာစရင်သွင်းပြီးပါ၏ပင်မစာမျက်နှာအမှန်တကယ်ကောင်းငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်းစာမျက်နှာဖြစ်သည်မင်းနေရမီခလုံးနှစ်ခုကိုတွေ့ပါမယ်ရှင်ပထမဆုံးငွေသွင်းတဲ့ပုံပြောပေးပါမယ်ရှင်ပြီးရင်ငွေထုတ်နည်းလဲပြပေးပါမည်ငွေသွင်းရန်မင်းနေရရှိငွေသွင်းခလုတ်ကိုနှိပ်လိုက်ရုံပဲနောက်ပြီးငွေသွင်းစာမျက်နှာသို့ခေါ်ဆောင်သွားမည်မင်းတလွယ်မှတစ်ဆင့်အလွယ်တကူငွေသွင်းနိုင်သည့်အော်တိုနဲနဲ့လိမ့်လိုက်ပြီးငွေပမာဏကွက်ထဲမှာမင်းထည့်သွင်းလိုတဲ့ငွေပမာဏကိုရိုက်ထည့်လိုက်ပါပထမဆုံးငွေသွင်းမှုအတွက်မင်းရဲ့အထက်ပါပေါ်ပြရွေးချယ်စရာများကိုရွေးရန်လိုအပ်ပါသည်မင်းဤပထမအငွေတွင်ကျပ်ငါတသိန်း30အထိပြန်လည်ရရှိနိုင်ရန်ဖော်ပြပါမည်နောက်ပြီးအောက်ရှိဖို့ရဲ့အောက်ကိုနည်းနည်းခေတ်ဆွတ်လုပ်ပြီးတင်ထည့်ခြင်းနဲ့ငွေပမာဏကို hits ရစငါထဲမှာရိုက်ထည့်ပါပထမဆုံးငွေထည့်သွင်းမှုအတွက်အပေါ်ကပြထားတဲ့ခလဲစခါကိုရွေးပေးရပါမယ်ပထမဆုံးငွေထည့်သွင်းခြင်းနဲ့အတူအများဆုံးတရားဆိုရဲ့တထရိုသာရနိုင်ပါတယ်ပြီးရင်အောက်က wall စခလုတ်ကိုနှိပ်ပါထို့နောက်ထပ်စာမျက်နှာတစ်ခုဖွင့်လာလိမ့်မယ်ဒီမှာတန်းလေး henseo ဖိလစ်ပေရာကိုရရှိပါမယ်ငွေထည့်သွင်းမဲ့ပမာဏကိုဒီနံပါတ်ကိုတွားလွှဲရပါလိမ့်မယ်ငွေလွှဲပြီးတာနဲ့စေးစင်းဆဲအော်ဒါဟာတစ်ခုကိုရရှိပါလိမ့်မယ်အဲ့ဒီစေးစင်းဆဲအော်တစ်စာကိုခောက်လို့လုပ်ပြီးဒီစာမျက်နှာကိုပြန်လာကစေးစင်းဆဲအော်ဒါဆန်းငါထဲမှာအခွဲဝင်အစ်များသည့်ရင်းတို့ဤပထမဆုံးအငွေတွင်နှစ်ရဘောနက်ကိုရရှိသည်ဂျော်စီယာလောက်ပါပြီးရင်အောက်က all siren ခလုတ်ကိုနှိပ်ပါတာဆိုတင့်ကောင်းတဲ့ကိုအဲ့ဒီငွေပမာဏထည့်သွင်းပြီးဆုံးပါပြီနောက်တစ်ခုကတင်ထုတ်ခြင်းနဲ့ငွေပမာဏကို hits ဆန်းငါထဲမှာထည့်ပါအနည်းဆုံးငွေထုတ်ပမာဏ100ဆိုထည့်ဖြစ်ပါတယ်တစ်ချိန်ငွေထုတ်ခွင့်ပမာဏအများဆုံးမှာ25တူညတူညဆိုဖြစ်ပါတယ်အောက်ကဒီဆန်းငါထဲမှာတင် engine sensor Zucchetti ထည့်ပြီးထိုင်ရဲစကိုနှိပ်ပါတာဆိုတင်ထုတ်လို့တဲ့ငွေ exit အကောင့်တွေကိုပြန်လည်ဝင်လာပါလိမ့်မယ်အားလုံးနားလည်ပြီးလို့မျှော်လင့်ပါတယ်တင်မှာမေးမြန်းစရာတစ်ခုခုရှိရင်ဗီဒီယိုအောက်က Chivers Cape Safe ကမှမှတ်ချက်ရေးနိုင်ပါတယ်